မျိုးစိများအားလုံးပဲမြင်ကြတာပါကျွန်တော်ဒီ26ရက်နေ့9လပိုင်းကျွန်တော်တို့အင်္ဂါနေ့ညနေဖြစ်ပါတယ်အဲ့တော့အင်္ဂါနေ့ညနေဖြစ်တာအတွက်ကြောင့်ကျွန်တော်မျိုးစိများအားလုံးအနေနဲ့အင်္ဂါမကျော်ကျွန်တော်တို့ကလေးကျွန်တော်တို့ရှိပါတယ်အဲ့ဒီကနန်းကက်ကဆိုကျွန်တော်တို့မနေ့ကကျွန်တော်မနက်ပိုင်းမှာဆင်းထားတယ်ဒီညနေမှာကျွန်တော်တို့အင်္ဂါနေ့ညနေလေးမှာအပိတ်လေးမှာပိတ်သွားမယ်ကျွန်တော်တို့ဒီညနေမှာလုံးဝထွက်မယ်အဲ့ကနန်းနှစ်ကွက်ကောင်းကက်ကကျွန်တော်တို့လက်ရှိအထူးလျှော်သေးပါမယ်3000ကျပ်ပါ3000ကျပ်ပါခင်ဗျာဒါမှမဟုတ်ပဲねကျွန်တော်တို့ဒီညနေစာအတွက်ပဲတီးတန့်ဒီညနေဒီချိန်စာအတွက်ပဲတီးတန့်ကပ်ပေါ့နော်အဲ့ကနန်းကက်ကနော်နောက်ပြီးကြတော့ကျွန်တော်တို့ဒီအဲ့ကနန်းကက်က3000ကျတော့မတက်နိုင်ဘူးကျွန်တော်တို့အဲ့ကနန်းကက်ပဲကျွန်တော်တို့လိုချင်နေဆိုရင်ကျွန်တော်တို့ကနန်း9ခွက်ရှိပါတယ်ကျွန်တော်တို့အဲ့ကနန်းကျွန်တော်တို့အဲ့ဒီပေါ့နော်အဲ့ကနန်း2ခွက်ထည့်ရကနန်းကိုပဲကျွန်တော်ပြန်ပြီးတော့စီးထည့်ပေးထားတာပါနော်အဲ့ကနန်းကက်ကကြတော့ကနန်း9ခွက်ထိုးရတယ်အခုညနေထွက်မယ်ယူမယ်ဆိုရင်ကျွန်တော်တို့လက်ရှိဈေးက13000ကျပ်ပါခင်ဗျာကိုကောင်ကြတော့2ခွက်တဲ့ကစားရတယ်သူ့ရဲ့တန်ကြီးက3000 2ခွက်ပဲကစားရတာပေါ့နော်ဒီဟာကြတော့ကနန်း9ခွက်ကစားရမယ်တန်ကြီးက13000ကျပ်ပါခင်ဗျာဒါမှမဟုတ်ဘူးကျွန်တော်တို့ကတကွက်ထဲထိုးချင်တာတကွက်ထဲကစားချင်တာဒဲတကွက်ထဲဆိုရင်ကျွန်တော်တို့ရှိပါတယ်ကျွန်တော်အင်္ဂါမကျော်ကတ်ထဲရပဲအကတ်ထဲရကနန်းကိုကျွန်တော်တို့ဒဲတကွက်ထဲကျွန်တော်ပေးထားရှိပါတယ်အဲ့ကက်ကကြတော့ကျွန်တော်တို့လက်ရှိဈေးက3000ခွဲနဲ့ရပါမယ်ခင်ဗျာ3000ခွဲနဲ့4000ချားမှရပါမယ်ခင်ဗျာအဲ့ကနန်းကက်ကကြတော့ဘာတွေအာမခံလဲဆိုတော့အဲ့ဒီတကွက်ကောင်းကက်ကကြတော့မထွက်ခဲ့ရင်ဝယ်ဈေးတိုင်းပြန်ပေးပါတယ်ခင်ဗျာဝယ်ရဲ့ဈေးပေါ့နော်3000ထားပါကျွန်တော်3000ခွဲဝယ်ဆိုရင်ကျွန်တော်တို့မထွက်ခဲ့ရင်3000ခွဲအတိပြန်ပေးပါတယ်ခင်ဗျာဆွနာကအဲ့နှစ်ကွက်ကောင်းကက်ကြတော့ကျွန်တော်ဝယ်ဈေးက3000ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ကနန်းနှစ်ကွက်ကောင်းမထွက်ခဲ့ဘူးဆိုရင်ကျွန်တော်တို့3ဆပြန်ပေးပါတယ်တကယ်လို့အဲ့ဒီဆွနာကကျွန်တော်ပြောတယ်9ကွက်ကက်ကျွန်တော်တို့เนาะဒီညနေဒီချိန်သာတော့ပဲ9ကွက်ထိုးရတဲ့ကက်ကကြတော့မထွက်ခဲ့ရင်ကျွန်တော်တို့ပတ်ဆက်ကျွန်တော်တို့ဝယ်ဈေးရဲ့ပတ်ဆက်2ဆပြန်ပေးပါတယ်ခင်ဗျာအဲ့ဒါတွေအားလုံးကိုဒီညနေမှာလိုချင်နေဆိုရင်ကိုတက်နိုင်တဲ့ဈေးနှုန်းနဲ့လိုချင်နေဆိုရင်အခုပဲလာယူလို့ရပါမယ်ခင်ဗျာဝိမန်ဒီကီပေးနဲ့လာယူရပါမယ်ခင်ဗျာကျွန်တော်တို့ရှိမှာ100ရာခိုင်နှုန်းအမခံချက်နဲ့ရောင်းချပေးတာဖြစ်ပါတယ်ကျွန်တော်တို့စောင့်နေတဲ့ပင်ကြကကျွန်တော်ဒီညနေမှာပင်ကြဖြစ်မှာပါအဲ့တော့အဲ့ကနန်းကတ်တွေကိုလိုချင်နေဆိုကျွန်တော်ရဲ့ Viber နံပါတ်3999891440 Viber နံပါတ်တစ်မျိုးလေးကနေဆက်သွယ်ပြီးတော့အခုပဲလာဝယ်လို့ရပါတယ်ခင်ဗျာအားလုံးပဲကိုးလက်ပါညနေမှာအောင်ပွဲခံကြမှာဖြစ်ပါတယ်ခင်ဗျာ